car parking ဒီညတိတ်လူတိတ်မများဘူးဒါပေမဲ့ဟိုဘက်တွေမှာတော့ကားတွေတချို့ကားတွေရောရှိတယ်ဆိုတော့ဒီနေရာ trail head ထင်တယ်ဒီကနေစဝင်ရမယ်လို့ထင်တာပဲကဲကျွန်တော်တို့ဒီကနေစသွားလိုက်ကြအောင်လို့trail တွေကတော့ဒီမှာဒါမျိုးရှိတယ်ဒီမှာ Stone Trail Great Stone Door ဒါတမိုင်ပေါ့နော် Big Red Trail ကျွန်တော် Stone Door Okay ကျွန်တော်ဒီမှာmap တစ်ချက်ကြည့်လိုက်ကြအောင်နော် Stone Door Trail Stone Door where is Stone Door Okay ဒီနေရာကျွန်တော်ရှိတဲ့နေရာပေါ့နော်ကျွန်တော်အခုသွားမှာကဟိုဘက်ကဒီဘက်မှာဒါကတော့ waterfall ရှိတယ်ဆိုတော့ဟိုဘက်မှာလည်း trail တစ်ခုရှိသေးတယ်ဆိုတော့ကျွန်တော်ဒီဘက်ကနေအရင်သွားလိုက်မယ်ဒီကတမိုင် Okay အခုကျွန်တော်သွားတဲ့နေရာတော့တမိုင်ပဲရှိရလို့ပြောတယ်။တော့အဲ့နေရာမှာနည်းနည်းလေးတက်ရတဲ့နေရာတွေလည်းရှိရလို့ပြောထားတယ်။ဆိုတော့ဘောနော်ခုနကကျွန်တော်ဆိုင်းဘုတ်မှာကြည့်တဲ့အတိုင်းပဲပေါ့နော်။ Okay ကျွန်တော်တို့ view point နေရာတစ်ခုရောက်လာပါပြီ။ Okay ကျွန်တော်အခုသွားနေတာပေါ့နော်25မိနစ်ရှိပြီ25မိနစ်ကိုဘယ်နှမိုင်လဲဆိုတော့0.87 မှာကျွန်တော်ရောက်လာပါပြီတမိုင်ပြည့်တော့မယ်ပေါ့နော်ဒီ trail ကျတော့တမိုင်သွားတာဆိုတော့တမိုင်သွားတယ်ကျွန်တော်တို့ဒီအဟိုးဖက်ဆုံးမှာဘာရှိမလဲတော့မသိဘူးဒါပေမဲ့ခုနကတော့တချို့လူတွေပြန်လာတဲ့သူတွေရှိရပေါ့နော်ကျွန်တော်ထင်တာကတော့ဒီ trail ကဒီ hiking trail ကဟိုအရှိပဲရောက်တဲ့ခါကျတော့ပြန်လဲရမယ်လို့ထင်တာပဲတမိုင်တော့ပြေးတော့မယ်ဆက်သွားကြပါပေါ့တမင်ပါတမင်ကြောက်လားမသိဘူးကျွန်တော်ဒါကတော့ဒီနေရာတော့ဒီ trail ရဲ့အဆုံးဖြစ်မယ်လို့ထင်တယ်ဆိုတော့ဒီဘက်မှာကတော့ဘေးမှာ camp site ရှိမယ်ထင်တယ်ဒီဘက်မှာဒီကနေသွားရင်ပေါ့နော်ဒီ camp တွေဘာတွေလုပ်လို့ရတဲ့နေရာရောက်မယ်ပြီးတော့ဒီဘက်မှာလည်း sign board တွေတချို့ရှိပါသေးတယ်ဒီမှာကတော့ overlook stone door ဟိုဘက်မှာ overlook ရှိမယ်ထင်တယ်အော်ဒီဘက်မှာဟိုစားတကယ်ကြောက်ဆောင်ကြီးရှိနေထင်တယ်ကျွန်တော်အဲ့နေရာကိုသွားချင်တာ Okay ကျွန်တော်သွားကြတာပေါ့
တော် part 2မှာတော့နည်းနည်းလေး adventure ဆန်ဆန်လေးပေါ့နော်ဆွဆွဆဆလေးတော်ထားတာလေးရှိပါတယ်ဆိုတော့ part 2မှာကျွန်တော်ရဲ့စွန်စားခန်းလေးတွေနဲ့သူအားလုံးနဲ့ပြန်တွေ့ချင်ပါတယ်ကျေးဇူးတင်ပါတယ်